မေကွန်အုပ်စုကနံပါတ်6နံပါတ်6ပါခင်ဗျမေကွန်နံပါတ်1လှိုင်ကူတော်ကြီးကိုဦးဆောင်တိဆောက်သူသည်မြည်သူဖြစ်သည်။မိသက်ညွန်ကြားရေးဝန်ကြီးဦးလာကျော်ပါရှင်မေကွန်နံပါတ်2လှိုင်ကူတော်ကြီးတိဆောက်ရာတွင်မြည်သည့်ပစ္စည်းတို့ကိုအသုံးပြု၍အာမခံတိဆောက်ထားပါသည်။တန်ပါကွန်ကရစ်ပါရှင်မေကွန်နံပါတ်3လှိုင်ကူတော်ကြီးကိုပတ်၍သွားရန်လှိုင်ကူလန်အထက်၏မြည်မြရှိသည်။နှစ်ထပ်ပါရှင်မေကွန်နံပါတ်4လှိုင်ကူတော်ကြီး၏မြောက်ဖက်အတွင်းဘက်တွင်အထက်ရည်မြည်များရှိသည်။လေးထပ်ပါရှင်မေကွန်နံပါတ်5လှိုင်ကူတော်တွင်ဖျားရှင်ပြင်းနှင့်အများပူဇော်နိုင်ရန်စင်းတူတော်ရုပ်ပွားတဆူသည်မြည်သည့်နေရာတွင်တင်ထည့်ထားပါသည်။လေးထပ်အပေါ်ဆုံးပါရှင်မေကွန်နံပါတ်6လှိုင်ကူပေါ်သို့တက်ရန်အပြင်ကြောက်လန်းနှစ်ခုသည်မြည်သည့်ဘက်တွင်ဖန်တီးထားပါသည်။အရှိနေအနောက်ဘက်ပါရှင်မေကွန်နံပါတ်9လှိုင်ကူတော်ကြီး၏မျက်နှာချင်းနှင့်နေရံများတွင်မြည်သည့်ကိရိယာများတက်ဆင်ထား၍တိဆောက်ထားပါသည်။အတန်ထင်းသည့်အရာဝိထုပါရှင်မေကွန်နံပါတ်10လှိုင်ကူကြီးအတွင်းတွင်မြည်သည့်ရုပ်ထုပုံများကိုတွေ့ရှိရပါသည်။အာတီတီရှိကျိဝေယဟန္နာပုံတော်များပါရှင်မေကွန်နံပါတ်9လှိုင်ကူတော်ကြီးပြီးစီးခြင်းတွင်မြည်သူ၏အထံတွင်အနံခဲ့ပါသည်။နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌစာဦးသွင်းထံပါရှင်မေကွန်နံပါတ်10နောက်ဆုံးမေကွန်ပါရှင်စထတန်ဃာယနာတရား၌ပထမတန်ဃာယနာကဖြစ်တော်မူသောဆရာတော်ဘုရားကြီးသည်မြည်သည့်ဆရာတော်ဘုရားကြီးဖြစ်ပါသည်အဘိဓဇမဟာရထဂုရုဗဒ္ဒနာယေဝတာဘိဝန္တပါရှင်လက်ခုံတန်လေးကြပါရှင်